အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Rio Penticle Tarot Page ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ဂျွန်လအတွက်career နဲ့ပတ်သက်တဲ့ January reading လေးတစ်ခုကိုဟောပေးချင်ပါတယ်ပထမဆုံးကတ်ကတော့ဒီဘက်ပိုင်း number 1 King of Swords ဆိုတဲ့ကတ်လေးပါ and ပိုင်း number 2ကတော့ Knight of Swords and then ပိုင်း number 3က Queen of Swords ဖြစ်ပါတယ်ကြည့်ရှုရတဲ့သူတွေအတွက်စိတ်ထဲမှာရွေးချင်လာတဲ့ပိုင်းလေးကိုရွေးပြီးတော့ကျွန်တော်ရဲ့ reading လေးကိုဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒါကတော့ကျွန်တော်ပိုင်း1လေးတွေအတွက်ဖြစ်ပါတယ်။ကဲပိုင်း1ယူရတဲ့လူကတော့ခုနက King of Swords လေးပါနော်။အရင်ဆုံးကျွန်တော်ဒီ flower oracle ကတ်လေးနဲ့ကြည့်ပြပါမယ်။ဒီဂျွန်လထဲမှာဘယ်လိုမျိုးcareer နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးရှိမလဲဆိုတာပါနော်ကျွန်တော်မှွေရတော့အရင်မပြတော့နော်ဒီလက်ရှုပ်မှာဆိုလို့ okay လာဝအော်ဒီကတ်တွေအရင်လာကဲမကအထမဆုံးပိုင်း1ဒီအတွက်ဘာပိုင်းကြလဲဆိုတော့ Glorida and then curse card and ဒီပန်းလေးကသူကပေါ့နော်ကိုယ့်ရဲ့ character နဲ့ပတ်သက်ပြီးတော့ development ဖြစ်လာတာကိုပြတယ်ကို career မှာဆိုလဲ career နဲ့ပတ်သက်ပြီးတော့ဒီလမှာနောက်ထပ်အခြေအနေပေါ့နော်အဆင့်တစ်ခုကိုရောက်လာနိုင်တယ်ဆိုတော့ message လေးပြတယ်ဒါပေမဲ့ကိုစူးစမ်းနေတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးလေအတန်တိတ်လေးပဲပေါ့နော်တိတ်စိတ်လေးပဲနေပြီးတော့အတန်တိတ်တွေစူးစမ်းတဲ့နေဆိုတဲ့ပုံစံမျိုးသူကပြောတာဗျနောက်တစ်ခုကလည်းအတိုင်းပဲ cheerful ရဲ့နော်ဒီပိုင်း1နေအတွက်ကကြတော့ career မှာနောက်ကျွန်တော်ဒီမှာမြင်တာတော့ပေါ့နော်အောင်မြင်မှုနောက်ထပ်အခန့်တစ်ခုရောက်နိုင်မယ်လို့ထင်တယ်ပေါ့နော်ဒီမှာသူက cheerful ဆိုတော့အားရင်းနေလေအပြည့်ပဲပေါ့နော်ဒါကကျွန်တော် flower oracle ကတ်ယူခဲ့တာပါကတ်ဒီနည်းအောက်ချလိုက်ပေါ့နော် oracle တေရိုလေးနဲ့ကြည့်ပြပါမယ်ဂျွန်လတွင်ပါလေးဖြစ်နိုင်တယ်ဆိုတော့ oracle ကတ်ဒီအကောင့်Okay. Just it. Oh. Just this one. Anti-pro. Nine of Swords. Okay. Three of Pentacles. Three of Pentacles. Seven of Cups. Okay. How they go?ပထမဆုံးဒီ justice ကကြတော့ဗောနော်ကိုကalready ကိုလိုချင်တဲ့အရာတစ်ခုကိုရပြီးသားလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကိုရဲ့ပုံစံလေးတိုင်းပုံမှန်ဆက်သွားနေတာမျိုးလေးဖြစ်နိုင်တယ်ဗောနော်ဘယ်ရာပဲဖြစ်ဖြစ်ကိုကစဉ်းစားတဲ့အခါမှာအတွေးခေါ်လေးတွေပေါ့နော်မှန်ကန်အောင်ချင့်ချိန်ပြီးတော့လှုပ်တင်နေတာလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာပြမယ်ဆိုရင်လည်းနောက်တစ်ခါကျတော့လေကိုကနေပြီးတော့ဒီကာလအပေးယူလေးတွေကိုမျှတတနဲ့ဖြစ်အောင်လုပ်ကြမယ်အချိန်လေးဘာဖြစ်လို့လဲဆိုတော့ဒီမှာ justice ကလည်းသူကညီမျှအောင်ပေါ့နော်ကိုယ့်ရဲ့ life မှာ balance ဖြစ်အောင်သူကညှိနေတာတွေ့ရတယ်နောက်တစ်ခုဒီ
ဒုတိယကပ်မှာဆိုလဲကိုကငွေကြေးနဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်ဘသူရဲ့အပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်နေရာတိုင်းမှာကအပေး you give and take ဆိုတဲ့ဟာလေးတွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာရောဒီငွေကြေးမှာရောထိညှိပြီးတော့တည်တည်ချာချာလေးစီစစ်ကမဲ့အချိန်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကဒီဆုံးရှုံးမှုလေးကြီးကြုံနိုင်တယ်ကိုရဲ့ဒါကိုစိတ်ဖိစီးမှုတွေဒါမှမဟုတ်အလုံးနဲ့ကျန်တဲ့ဒါပါတော့ပေါ့နော်ကျန်တဲ့မိသားစုတွေပိုင်းနဲ့ balance မဖြစ်တဲ့အရာမျိုးတွေအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်အလုပ်ကိုပဲရန်ကြီးပဲအာရုံစိုက်လို့လည်းမရဘူးနောက်တစ်ခုအနေနဲ့ကကြတော့ကိုကဒီမှာခုနကပြောသလိုပဲ give and take ဆိုတဲ့အတိုင်းပဲကိုစီမှာအကယ်၍ကိုနဲ့အလုပ်တူတူလုပ်နေတဲ့တငယ်ချင်းတွေရှိမယ်ဒါမှမဟုတ်လုပ်ပေါ်ကိုင်ဘက်တွေရှိမယ်ဆိုရင်သူတို့နဲ့အခုချိန်မှာတွဲဖက်ပြီးတော့ကြိုးစားပြီးတော့အရာရာကိုအောင်မြင်မှုရယူရမယ်အချိန်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာထားပါတော့ကိုမှအလုပ်မရှိဘူးဆိုလဲကိုကတငယ်ချင်းစီကအဆက်သွဲနေပဲဖြစ်ဖြစ်အလုပ်ရသွားတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုအနေနဲ့ကိုအလုပ်မှာကို project တစ်ခုခုလုပ်နေတယ်လုပ်ငန်းကြီးတစ်ခုခုစားဖို့လုပ်နေရပဲဖြစ်ဖြစ်ဆိုရင်လေကိုအကူအညီတွေအများကြီးလိုအပ်တယ်ပေါ့နော်ကိုပါဝင်ကျန်လူတွေနဲ့အပေးမြမြလေးလုပ်ဖို့ကိုဒီမှာသူကကျွန်တော်မြင်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်ကြတော့ကိုကြီးပဲအရင်စိတ်ပင်ပန်းနေလိမ့်မယ်နောက်တစ်ခုအနေနဲ့အဲ့လိုခုနလိုမျိုးကိုဘက်ကနေပြီးစီးပွားရေးပဲဖြစ်ဖြစ်ကျန်တဲ့အဲ့လိုရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်လုပ်တဲ့အချိန်မှာလည်းဒီရွေးချယ်စရာလေးတွေအများကြီးရှိရပေါ့နော်ကိုဝေခွဲရခက်တဲ့အားတွေကိုမလုံနိုင်တဲ့အရာတွေရှိတယ်ကိုကဒီမှာ balance ဖြစ်အောင်ဘယ်လောက်ပဲကြိုးစားနေတယ်ပြောကိုပါဝင်ခြင်းတခြားလူတွေအကူအညီလေးတွေကိုယူရမယ်ပေါ့နော်အဲ့ဒါမှသာကိုပို့ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်လို့ကျွန်တော်မြင်ရတယ်ဒီပိုင်းဝမ်းမှာတော့လေကဲအဲ့အတွက်နောက်ဆုံး Oracle ကလေးနဲ့ပိတ်အမှစိတ်ရရှိနေကြည့်နေနော်Okay. The command fly ran. Change thing coming to light and heal the after finding out what not to change my thing to our fly to our way to ကိုယ့်ရဲ့ပြန်တန်းရမယ့်အချိန်ပေါ့နော်တခုခုကိုရှာဖွေပြီးတော့ကိုယ်ပြန်တန်းနေရမယ်ဆုံးမနစ်မရမနာပြန်တန်းနေရမယ်အချိန်လို့ပြောချင်တာဒီကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီးတော့ဒီမှာလဲ runner ဆိုရမြင်တဲ့အတိုင်းပဲကိုကအသေးအံကိုလို့ပြောရမယ်တခုခုရဖို့အတွက်ကြိုးစားနေတာမျိုးတွေ့ရပါတော့နော်ဒါမဲ့ဒီလိုကြိုးစားနေတဲ့အချိန်တွင်မှာလည်းသူပြောချင်တဲ့အရာကို letting go လောက်ကမဲ့အရာလေးတွေကိုလည်းအနောက်မှာခြံထားပြီး letting go လုပ်ခဲ့ဖို့အားကြောင့်မို့ဒီမှာတော့ balance ဖြစ်ရမယ်ဆိုတော့အရှိမှလည်းပြောခဲ့တဲ့အတိုင်း balance ဖြစ်ရမယ်ဆိုတော့အကြောင်းအရာလေးလည်းပါတာပေါ့နော်နောက်ပြီးတော့ကိုပါဝင်ခြင်းလူတွေနဲ့ပို့ပြီးတော့တားလာတာဖြစ်အောင်နေချင်းဖြစ်ကိုဒီလမှာပို့ပြီးတော့ကောင်းမွန်တဲ့ရလဒ်တွေရရှိနိုင်ပါတယ်ပိုင်းဝမ်းလေးတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကဲပိုင်းတူလေးအတွက်လည်းဒီလမှာဘယ်လို career မှာပြောင်းလဲလေးတွေရှိမလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ပါမယ် Flower Oracle ကလည်းနော်အားလေးရှိတယ်ဆိုတာကိုတစ်ချက်ပြီးပါမယ် Pink Rose Pink Rose คือเกิดกับเป็นจังโอเคไปวันนี้ไปก่อนนะโอเค Student and Life I think ပေါ့နော်ဒီလမှာပိုင်းဝမ်းလေးအတွက်ကလုံးဝပိုင်းအောင်နှင်းစီလေးလို့ဖူးပွင့်သူကလုံးဝ perfect ဖြစ်နေတယ်တဲ့ career မှာเนาะအောင်မြင်မှုတွေနောက်တစ်ခုကလည်း cheerful ပဲ
တိမ်မွေ့ဒီဟာကကြတော့ light ဖြစ်တဲ့ energy လေးပေါ့နှစ်ခုလုံးอ่ะဘယ်လိုပြောရမလဲကိုကဒီအလုံးမှာတကယ်နှစ်သက်နေတာမျိုးလို့ပါတော့အဲ့လိုမျိုးတကယ်ကိုနှစ်ချက်ချိုက်နေကိုအလုံးလုံးနေရတဲ့ပုံစံမျိုးလေးကိုတွားပြီးတွေ့ရပါတော့အဲ့ဆို tarot card လေးကိုကြည့်မယ် tarot card လေးOh, so good.ကဲဒီမှာပိုင်းတူးလေးတွေအတွက်ကြတော့ကျွန်တော်ဗာတွေ့လဲဆိုတော့ပထမဆုံးအနေနဲ့ကိုကဒီမှာပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းပေါ့ဒီကိုလက်ရှိလုပ်နေတဲ့အလုပ်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုအလုပ်ရှာဖွေနေတဲ့လူတွေဆိုလဲအခွင့်အရေးကောင်းကိုစီကိုရောက်လာမယ်လို့ပြောချင်တာဒီလားကိုရဲ့ page အသစ်တစ်ခုကိုစတင်နိုင်မယ်ပေါ့နော်အလုပ်လက်ရှိနေဆိုလဲခုနကပြောတဲ့အတိုင်းကိုနှစ်ကြိုက်တဲ့လုပ်ကိုလုပ်နေရတာဖြစ်တဲ့အတွက်နောက်ထပ်ကိုပိုပြီးကြီးမားတဲ့အခွင့်အရေးတစ်ခုကိုစီကိုရောက်လာမယ်လို့ပြောချင်တာဒီဒုတိယမြောက်ကလည်းကိုကအလုပ်ရှိပြီးသားဆိုကွာလုပ်ငန်းခွင်မှာလုံးဝအောင်မြင်နေတဲ့သူကွာနောက်တစ်ခုကကြတော့ကို့မှာအလားလာလည်းအရန်ကောင်းတယ်အရှိကိုလည်းအရှိန်အဟုန်နဲ့ကိုကသွားနေတဲ့လူမျိုးအဲ့ဒါမျိုးပေါ့နော်အောင်မြင်မှုစီကိုပို့ပြီးတော့မြန်နဲ့ရနိုင်ကိုစီအခွင့်အရေးလည်းရလာလိမ့်မယ်ပြီးတော့ကိုအဲ့အခွင့်အရေးကိုအသုံးချပြီးတော့ကိုအောင်မြင်မှုလည်းရနိုင်မှာပေါ့နော်ဒီကတိအရင်ကောင်းတယ်ပိုင်းတူကခုနပြောသလိုပဲနောက်တစ်ခုကကြတော့ကိုကနောက်ပြီးကြရင်ကိုတွေးထားတဲ့အရာတွေကလည်းဗာလဲတွေးသလိုကိုကချက်အောင်လုပ်နိုင်တယ်ပေါ့နော်ဒီရှေ့ကနေချိတ်ဆက်ပြီးတော့ပြောရင်လည်းကိုကဘာလို့လဲဆိုတော့ဒီမှာလဲကိုကအဖြူနဲ့အမဲပေါ့နော်ဒီလိုအမှားမှန်ကိုကသိတယ်ရှင်းရှင်းလင်းသိတယ်ကိုလောက်ကမဲ့အလုံးမှာပဲဖြစ်ထားပါတော့ကိုစီစဉ်ရမယ့်ကိစ္စတွေကိုတခြားဆုံးဖြတ်ရမယ့်အရာတွေမှာလဲကိုကရှင်းရှင်းလင်းလင်းကိုသိနေရကွာနောက်ပြီးကြတော့အဲ့အတိုင်းကိုလဲကိုကမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်တယ်အောင်မြင်အောင်လုပ်နိုင်တယ်ပေါ့အဲ့လိုပုံစံမျိုးတွားပြီးတွေ့တယ်နောက်တစ်ခုအနေနဲ့ကိုစီမှာအရင်ကတည်းကစူးစမ်းလာတယ်ကိုကဒါမှမဟုတ်ရင်အရင်ကတည်းကဥပမာအလုံးမရှိသေးလို့ဆိုရင်လည်းအလုံးရဖို့စူးစမ်းနေတယ်ဆိုရင်အခုချိန်မှာဖြစ်လာတော့မှာဘာဖြစ်လို့လဲဆိုတော့ဒီကိုအရင်တော့အားဆိုင်ထုတ်ခဲ့ရတဲ့အရာတွေကအခုချိန်မှာရှေ့အဟုန်နဲ့ဖြစ်နေပြီပေါ့နော်အချိန်အဟုန်နဲ့ဖြစ်နေပြီးအဲ့အတွက်နည်းနည်းလေးပဲထပ်ပြီးတော့ကိုအားစိတ်ထုတ်တာကိုအားတင်တာကိုပဲလိုတယ်ပေါ့နော်ဒီနောက်ဆုံးကတ်မှာကျတော့နေပင်မန်းသွားတဲ့ပုံစံမျိုးပြရဲဆိုတော့ဒီကိုကအရင်အချိန်နဲ့သွားလို့သွားလို့ဘယ်လိုပြောရမလဲအလုပ်ကိုကိုကပဲအငြင်းတန်းကွာအလုပ်အချိန်နဲ့သွားနေတော့ကိုကျမ်းမာရေးအထိကြိုက်တာတွေချုပ်တဲ့တာမျိုးဖြစ်နိုင်နေတဲ့အတွက်အဲ့ဒါမျိုးကိုလည်းအဖြစ်မခံနဲ့ပေါ့နော်ဂယူးဆိုင်ပြီးတော့ကိုနေကြပါလို့ပြောချင်ပါတယ်ကဲအဲ့ဆိုရင်အပိတ် oracle ကလေးနဲ့ဘယ်လိုဟာမျိုးရှင်းနေတော့ဆက်ကြည့်နော်စိတ်ကြည့်ဒီဗီဒီယိုကြည့်နေသူတွေအလုပ်ကြိုးစားရတယ်နော်ပိုင်းဝမ်းမှာတော့လေကွာ
လုပ်ဖို့လုပ်နေကြအားပြည့်နေစိတ်နဲ့လုပ်နေကြအဲကြတော့လေအောင်မြင်မှုတွေရမယ်ပိုင်းတူကြတော့အောင်မြင်မှုတွေရနေတွေ့ရတယ်ကဲပိုင်းတူတဲ့ message က paradise တဲ့ oh clock okay ကိုကပိုင်းတူကအရင်ကပြောဖို့ကောင်းတယ်เนาะအရှိမပြောခဲ့သလိုပဲဒီဒီမှာ pink rose လေးနဲ့ pink rose လေးကြာတာပေါ့နော်သူကဒီမှာကိုအလုပ်ရမယ်ဆိုလဲဒီရတဲ့အလုပ်ကကိုတကယ်စိတ်ဝင်စားပြီးတော့ကိုလိုချင်ခဲ့တဲ့အလုပ်မျိုးရတာမှာပေါ့နော်ပြီးတော့နောက်ပြီးဒီကိုအလုပ်မှာပဲဆက်လုပ်နေဆိုလဲလုံးဝပျော်ပျော်ရွှင်ရွှင်နဲ့ try ဖို့ဖြစ်ပြီးတော့ဒီအရင် enjoy ဖြစ်နေတဲ့ပုံစံမျိုးတွေ့ရတယ်ခုနကပြောသလိုဒီမှာ clause ကလည်း clause ဆိုတာကြတော့ကိုအချိန်အရှိမပြောခဲ့သလိုပဲ clause ကတော့ကျွန်တော်အရှိအ tarot နဲ့တွဲပြီးတော့ကြည့်ရရင်တော့ကိုအချိန်ယူပြီးတော့စူးစမ်းခဲ့တဲ့အရာလေးတွေပေါ့နော်အချိန်လေးတွေကြာခဲ့ကြာနေတာပေါ့နော်ကြာခဲ့တဲ့ဟာလေးစူးစမ်းနေတာလေးရှိရင်မရက်လိုက်နဲ့အောင်ပေါ့နော်သူကရက်တက်နေတာမဟုတ်ဘူးဒီတဲနိုင်လေးလိုပဲတဖြည်းဖြည်းစီးတဲ့နေရာဆိုတော့တစ်ချိန်ကြာရင်ကိုဖြစ်တာရောက်တော့မှာပေါ့နော်အဲ့မတိုင်ခင်လုံးဝမပင်ပန်းဝါဖို့ပဲကိုတတိထားပေါ့ပြောချင်ပါတယ်ကဲအားလုံးပဲကံကောင်းကြပါစေဗျာကဲ fine 3လေးတွေမင်္ဂလာပါကဲဒီလက်မှာ career နဲ့ပတ်သက်တဲ့ဘယ်လိုကြားရရှိမလဲတစ်ချက်ကြည့်ပါဦးဗျ fine 3ကခုနက queen of swords နော် queen of swords ကိုရပြီokay လာရခဲ့ကြည့်ပါမယ်ဘာပန်းလေးကြားမလဲ Iris တဲ့ okay rainbow mist forget me not နောက်တစ်ခုကကြတော့ပိုင်း3လေးတွေကနည်းနည်းမြန်စိတ်တက်ကြနေသလားเนาะဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်တွေ့တာက Iris ကကြတော့သူကဒီကိုယ်စီမှာကန်ဆိုးမှုတွေရှိနေအောင်မှာပေါ့เนาะကောင်းတဲ့အရာလေးတွေပဲတွေးပြီးဖို့သူကပြောချင်တာဗာလဲမိုးရွာနေအောင်မှမကြခင်တက်တန်ရထွက်လာတော့မှအဲ့လိုပုံစံမျိုးပေါ့เนาะဒီလိုမျိုးမှောင်မဲနေနေအောင်မှအမှောင်ထဲမှာပေါ့เนาะကျယ်လေးတွေရှိရယ်ဆိုရဲဒါပြောချင်တဲ့ message လေးပေးတယ်ပေါ့เนาะလောလောဆယ်မှာကိုကြာရှုံးတာအထိနာတာလေးရှိရင်အနေ healing လေးပြန်လုပ်ဖို့ပြန်လုပ်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးလေးပြောတာကွာနောက်တစ်ခုကလည်းဒီမှာကိုဘဝမှာပေါ့เนาะကိုချစ်တဲ့လူတွေရှိတယ်အဲ့လူတွေအတွက်ကိုဆက်ပြီးတော့ပေါ့เนาะဘဝရှိသက်ရှောက်နိုင်မယ်ပေါ့အဲ့လိုပုံစံမျိုးကိုဘေးနာပဝင်းကျင်ကလူတွေရဲ့အချစ်ကိုခံစားဖို့ပြောရ message လေးပေးရတယ်ကဲရန်နဲ့ပတ်သက်ပြီးတော့ပါကဲတဲရိုကလေးနဲ့ကြည့်ကြည့်မယ်ပိုင်း3ကြတော့အလုပ်တွေပြင်ပန်းနေတာမသိเนาะခုနက angel flower oracle ကလေးနဲ့ကြည့်လိုက်ပါနည်းပြင်ပန်းနေတဲ့ဝိပတ်လေးကြာဟုတ်ကဲ့မိုက်တော့နောက်ဆက်ပါလေးပါโอ้che cosa èครับ โอ้
Ace of Cup okay ใช่แล้วครับอยากสกัดพวกนี้เขาဒီမှာကျွန်တော်ကလေးဆိုတော့ပိုင်း3လေးတွေကဒီပုံလေးကလို့ပဲသူကပင်မနေအလုံးမှာပင်မနာလားဒါမှမဟုတ်အလုံးမှာဒီစိတ်ဒုက္ခရောက်နေရတော့တယ်ပေါ့နော်အကျက်တဲတွေကြုံတွေ့နေတာမျိုးတွေ့ရတယ်ကိုယ့်အလုံးနဲ့ပတ်သက်တဲ့ငွေကြေးတော့၎င်းတခြားကိစ္စတွေတော့၎င်းပေါ့နော်အခက်အခဲတွေအကျက်တဲတွေရှိနေတယ်ပေါ့နော်ကိုကေရမှာဒီလာလေးကနေအဲ့လိုဖြစ်နေကျက်တဲလာလေးဖြစ်နေအောင်တွေ့ရတယ်နောက်တစ်ခုအနေနဲ့ကကြတော့လေ six of swords သူကဒီအခက်အခဲတွေကနေပြီးတော့ကွာရုံထွက်ဖို့တော့ကြိုးစားနေတယ်ဒါမှမဟုတ်ကွာစိတ်ရှုပ်စရာဆိုရင်လည်းဒီစိတ်ရှုပ်စရာကနေကွာ healing ပြန်ပြီးတော့ဖြစ်လာတော့မယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာဖြစ်လာတော့မယ်ဒါမှမဟုတ်ရင်ကိုတနေရာကိုသွားစရာရှိရဆိုရင်လည်းအဲ့နေရာကိုထွက်သွားလိုက်တော့မယ်ကွာအဲ့လိုပုံစံမျိုးပေါ့နော်ဒီခက်ခဲနေတဲ့နေရာမှာမနေတော့ပဲနဲ့အဲ့လိုပုံစံမျိုးပေါ့ကိုတော့ပို့ပြီးတော့ကောင်းမွန်နေစီကိုကရွှေရှားမယ်ဆိုတဲ့သဘောမျိုးသွားတယ်သူကပေါ့အဲ့လိုမျိုးရွှေရှားဖို့အတွက်လည်းဒီမှာနောက်ထပ်တတိယကပ်မှာပေါ့နော်လိုလမ်းတင်နဲ့အရာလေးတွေ့နေကိုရဲ့လက်ထဲမှာဒီမှာဒီခွက်လေးကင်ထားသလိုမျိုးပဲကိုစီမှာအမြင့်ပေါ်မှာလည်းစီးရတယ်ပေါ့နော်ကိုဖိတ်ခေါ်နေတဲ့လူတွေရှိမယ်ကိုတခြားပေါ့နော်အခြားအလုပ်ဆိုရင်လည်းတခြားအလုပ်ကကိုခေါ်နေရမျိုးတွေရှိမယ်ကွာဒီမှာစိတ်ရှုပ်မခံနဲ့တော့ငါစီကိုလာခဲ့အဲ့လိုပုံစံမျိုးပေါ့နော်ကို့မှာအခွင့်လန်းရှိရဆိုတဲ့သဘောမျိုးကြားတယ်ဒါပေမဲ့ကိုကဒီမှာကြည့်ရတာကြတော့ဒီအခုအလုပ်လေးကိုကအရန်အကြာကြီးလုပ်ခဲ့တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းကိုတချင်းအားပေါ့နော်တကယ်စိတ်ပါလက်ပါလုပ်ခဲ့ရတဲ့အလုပ်လေးမလို့ကွာမစွန့်လွတ်နိုင်ပဲနဲ့ဝမ်းနေနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာတော့ကိုကလွတ်ချလိုက်ချိန်တန်ပြီပေါ့နော်ဒီဟာကိုထားခဲ့ပြီးတော့ကိုရှေ့ဆက်ရတော့မယ်ချိန်တန်ပြီဒါမှမဟုတ်ဒီကိုယ့်ရဲ့ career life မှာထားပါတော့ကိုစိတ်ထဲမှာစနိုးစနောက်နဲ့အဲ့လိုပြဿနာလေးများခဲ့တာပေါ့နော်ဒီ live ကြီးอ่ะအဲ့တော့ကိုဒီအချိန်မှာအရှိကိုဆက်ပြီးတော့ move on လုပ်ကြတော့မယ်ပေါ့နော်ကိုရဲ့အခုလက်ရှိမှာကျွန်တော်လုပ်နေတဲ့ project ပဲဖြစ်ဖြစ်အဲ့ဒီဟာမအောင်မြင်သွားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ဟောင်းအောင်ပဲဖြစ်ဖြစ်ပေါ့နော်ကိုဒီအလုပ်လေးကိုအရင်ချစ်ခဲ့လေအခုချိန်မှာတော့ကိုကဆွန့်လွတ်ပြီးတော့တခြားအသစ်တစ်ခုကိုကိုကရှာဖွေတော့မယ်ပေါ့သွားရတခြားအသစ်တစ်ခုကိုပဲသွားတော့မယ်ပေါ့ဒီမှာနောက်ဆုံးရဲ့ကက်ကလည်းအဲ့လိုပုံစံမျိုးပဲတကိုးလေးဆိုတော့ကိုကဒီအလောက်ကနေပြီးတော့စိတ်ချုပ်စရာတွေစီကနေထွက်ပြေးသွားပြီပေါ့နော်ဒီမှာဘယ်လို healing လုပ်ပြီးတော့ healing လုပ်တဲ့ energy လေးပါတယ်ကို moving လုပ်တဲ့ဟာကြီးလေးပါနေပေါ့နော်ဒါပေမဲ့ဒီလိုအဲ့လိုစိတ်ခံစားချက်များပြီးတော့ကိုကအရင်တော့အခက်အခဲကြီးကြုံခဲ့ရလဲပါတယ်ဒီကိုရဲ့စိတ်ခံစားချက် emotion ညားနေရလေးတွေတွေ့ရတယ်ပိုင်း3အနေနဲ့ကလေအဲ့လိုလဲဆိုတော့ဒီအနောက်ကမှာလူတွေကိုလွယ်နဲ့မယုံရဲတော့တာမျိုးတွေဒါမှမဟုတ်ကိုကတချင်းကနောက်ကျောဓာတ်ခံလိုက်ရတာဖြစ်တဲ့အတွက်အခုချိန်မှာကိုတခုခုလာလုပ်ဖို့ပြောတဲ့သူတွေရှင်းအောင်မှာအရင်မလုပ်ဘယ်လိုပြောရမလဲသူတို့ယုံပြီးတော့မလုပ်နိုင်တော့တာမျိုးအဲ့လိုပုံစံမျိုးလေးတွေပေါ့နော်နည်းနည်းခံစားချက်ပိုင်းဆိုင်ရာမှာတွားပြီးတော့အရင်ကိုပင်ပန်းခဲ့တဲ့စိတ်ဒုက္ခတွေကြောင့် pressure ပြနေတာပေါ့နော်အဲ့ဒါတွေကိုအကုန် healing လုပ်တဲ့နဲ့နောက်ကြလွတ်ချထားခဲ့တဲ့နဲ့ဆိုတော့ဒီလမှာအကုန်လွတ်ချထားခဲ့တဲ့နဲ့ဆိုတဲ့အရာမျိုးတွေ့ရတယ် okay အဲ့တော့နောက်ဆုံးအကြမ်းမစိတ်လေးနဲ့ကြည့်ပါမယ်ကျွန်တော်ကဒီ
reading ကို career အတွက် generate လုပ်ပေးမယ်ပေါ့နော်လူလိုနဲ့တွေ့ရင် message လေးပဲအဓိကကြည့်ပေးလိုက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့ပြီးကျင်တဲ့ဟာလေးရှိရင်တိတိကျကျဖြစ်သွားအောင် Okay ပါလေးကြာ stand class the snake there snake ပေါ့နော် look over your shoulder enemy other woman နဲ့ look shoulder ဆိုတော့ဒီမှာခုနနောက်ဆုံးကတ်မှာလို့ပဲကိုယ်စီမှာဒီပိုင်း3လေးကကိုယ့်ရဲ့အရင်လုပ်ငန်းခွင်မှာစိတ်ရှုပ်ခဲ့ရတယ်ဆိုတာရန်သူတွေများနေရလားမသိဘူးပေါ့နော်snake ကကိုအမြင်ဘယ်လိုပြောရမလဲကိုနားမှာလိုက်ပြီးတော့ဒုက္ခပေးနေတဲ့အဲ့လိုလူသားမျိုးတွေရှိရပါတော့အဲ့ဒါမျိုးတွေ့နေရကိုသူတို့စီကနေပြီးတော့သူတို့စွန့်ပစ်ခဲ့ပြီးတော့ကိုယ့်ရဲ့ထွက်လာခဲ့ဖို့လိုတယ်ကွာအဲ့ဒီမှာလုံးဝနောက်ဆုံးချိန်ထိဆိုတော့နည်းနည်းမွန်းချက်ဖို့ကောင်းတဲ့ energy ခံစားရတယ်ဒီပိုင်း3မှာ sunglass ဆိုတဲ့အတိုင်းပဲကိုက stock လုပ်ခြင်းခံနေရတယ်ပေါ့တယောက်ကအဲ့လိုကိုလိုက်ပြီးတော့ထောင်းကြည့်တာစောင့်ပြီးတော့ဥမာကိုရဲ့စီးပွားပြိုင်ဘက်လည်းဖြစ်နိုင်တယ်ကျန်တဲ့တခြားသူတယောက်လည်းဖြစ်နိုင်တယ်ကိုတခုလောက်တော့မယ်ဆိုသူကကိုကလိုက်ထောက်ကြည့်နေတာပြင်လိုက်ပြီးတော့ပြောနေရလိုက်ဝေဖန်နေရပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုအာရုံစိုက်ပါနဲ့လို့ပေါ့နော် anyway ဒီအရှိမသူဒီ flower ဟိုဟာလေးမှာတခုကြခဲ့သလိုပဲဒီအချိန်မှာဘယ်လောက်ထိစိတ်ရှုပ်ဖို့ကောင်းတဲ့အရာတွေရှိရင်ဆိုရင်တော့မှဘယ်သူနဲ့ပဲဖြစ်ပေါ့နော်သူတို့ ਨੇ ကောင်းမွန်တဲ့ memory လေးပဲခြံထားခဲ့ပြီးတော့ကိုချစ်တဲ့လူတွေကိုဘယ်လိုအားပေးနေတဲ့လူတွေစီကအင်အားတွေကိုယူပြီးတော့ကိုယ့်ရဲ့ career မှာပို့ပြီးတော့ develop ဖြစ်အောင်လုပ်နိုင်ကြပါစေလို့ပြောမိလိုက်ပါတယ်ခင်ဗျအားလုံးပဲတက်တာပါ